ဒီနေ့ကတော့ grass တို့ငငယ်ကအဖွားအမြဲတမ်းပေါင်းကြည့်တဲ့ကောင်းချင်းပဲရောပေါင်းလေးလှုပ်ဆောင်မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကောင်းချင်းဆန်ကိုဒီစံချိန်နဲ့ခွက်နဲ့3ခွက်ချင်ထားပါမယ်ပြီးရင်တော့ကောင်းချင်းဆန်ကိုရေနဲ့တန့်စင်သွားအောင်ဆေးကြောပေးလိုက်ပါမယ်ရေဆေးပြရရှိလာတဲ့ကောင်းချင်းဆန်များကိုရေအပြည့်ဖြည့်ပြီးတော့တညခန့်သိပ်ထားပါမယ်ဒါကတော့ကောင်းချင်းပေါင်းနဲ့ရောပေါင်းမဲ့ဘိုကီပဲဖြစ်ပါတယ်ဘိုကီပဲကိုဒီစံချိန်နဲ့ခွက်နဲ့တစ်ခွက်အသုံးပြုထားပါတယ်ဘိုကီပဲကိုလည်းရေနဲ့တန့်စင်သွားအောင်ဆေးကြောမယ်ပြီးရင်တော့ရေဖြည့်ပြီးတော့တညသိပ်ထားပါမယ်ကဲဒါကတော့တညသိပ်ပြီးရရှိလာတဲ့ဘိုကီပဲတွေကိုဒီရေနဲ့တစ်ခါတန့်စင်သွားအောင်ဆေးကြောပေးပါမယ်ပြီးရင်တော့ပွက်ပွက်ဆူးနေတဲ့ရေထဲမှာပြုတ်ပေးလိုက်ပါမယ်အရသာအနေနဲ့စားလေးအနှဲ့ငယ်ထည့်ပြုတ်ပါမယ်ကဲဒါကတော့ကောင်းချင်းပေါင်းတဲ့နေရာမှာပါဝင်ပစ္စည်းတွေဖြစ်တဲ့ကောင်းချင်းရေစိမ်ထားတာရဲ့ဘိုကေပဲပြုတ်ထားတာရဲ့နှမ်းတောင်းလုံးပဲနှမ်းရဲ့ကိုစင်းနေပြုတ်လုပ်ထားပါမယ်ကောင်းချင်းပေါင်းမှုအတွက်ဒီကောင်းချင်းနဲ့ဘိုကေပဲပြုတ်ထားတာကိုရောပေးပါမယ်ဒီဘိုကေပဲနဲ့ကောင်းချင်းများတမသွားစေဖို့အတွက်နည်းနည်းလေးဒီလိုနယ်ပေးလိုက်ပါမယ်ပြီးရင်တော့ဒီကောင်းချင်းပေါင်းမဲ့ပေါင်းကြောင်အိုးပေါ်မှာငပြောရွက်ကလေးအောက်ကနေခံပေးထားပါမယ်ငပြောရွက်ခံပြီးပြီဆိုရင်တော့စောနာကအစင်နဲ့နေထားတဲ့ဒီကောင်းချင်းနဲ့ဘိုကေပဲများကိုထည့်ပေးလိုက်ပါမယ်ဒီကောင်းချင်းနဲ့ဘိုကေပဲကိုနည်းနည်းလေးနှံ့သွားစေဖို့အတွက်တေချာလေးဖြန့်ပေးပါမယ်ပြီးရင်တော့ပေါင်းမဲ့ပေါင်းအိုးကဒီရေပွက်ပွက်ဆူလာပြီဆိုရင်အပေါ်ကပေါင်းကြောင်အိုးတင်ပိတ်ပါးစာလေးအုပ်ပြီးတော့ဒီပေါင်းပေးပါမယ်ကိုရစာတို့ကောင်းချင်းပေါင်းနေတော့ဒီကောင်းချင်းပေါင်းနဲ့တွဲစားမယ်နှမ်းတောင်းလေးလှုပ်စားမှာဖြစ်ပါတယ်နှမ်းကိုစားထည့်ပြီးတော့ညက်အောင်ထောင်းပေးလိုက်ပါမယ်ဒီကောင်းချင်းပေါင်းထားတာတောင်းခန့်ကြပြီဆိုရင်တော့ဒီကောင်းချင်းပေါင်းနက်ထားအကျက်ညီစေဖို့အတွက်ဒီအပေါ်အောက်ပင်ညာလေးနည်းနည်းလေးလှန်ပေးလိုက်ပါမယ်ပြီးရင်တော့အောက်ကပေါင်းတဲ့ရေငွေ့အဝင်ကောင်းအောင်လို့ဒီအပေါက်ကလေးတွေဖောက်ပေးလိုက်ပါမယ်စုစုပေါင်းကောင်းချင်းပေါင်းတဲ့ကြာချင်း45မိနစ်ခန့်လောက်ရှိပြီဆိုရင်တော့ဒီကောင်းချင်းပေါင်းလေးကျက်ပါပြီဒါကတော့ကြက်ပြီးရရှိလာတဲ့ကောင်းချင်းပေါင်းတွေဖြစ်ပါတယ်။ကိုရစာတို့နယ်ဘက်ကတော့ဒီကောင်းချင်းပေါင်းကိုနှမ်းတောင်းလို့ငပိပုတ်တို့နဲ့တွဲစားကြပါတယ်။ကိုရစာကတော့အဖွားလုပ်ပေးနေကြတဲ့အတိုင်းကောင်းချင်းပေါင်းလေးကိုငပိလေးနဲ့ဒီလိုမျိုးလေးလက်ကလေးနဲ့ဖိဆုပ်ပြီးတော့နှမ်းတောင်းလေးနဲ့တို့စားလိုက်ပြီဆိုရင်တော့အရန်အရသာရှိပြီးစားလို့အရန်ကောင်းတဲ့ကောင်းချင်းပေါင်းလေးရရှိလာပြီဖြစ်ပါတယ်။ကိုရစာရဲ့ဘလော့လေးကိုကြည့်ရှုပြီးတော့ကောင်းချင်းပေါင်းလိုက်လှုပ်စားနိုင်မလို့မျှော်လင့်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများကြီးတင်ပါတယ်။